အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့အောင်မျိုး YouTube Channel ကနေအားလုံးကိုကြိုဆိုပါရစေဒီကနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့တတိပေးချက်အကြောင်းအရာလေးပဲဖြစ်တယ်အကြောင်းအရာလေးကဘာလဲဆိုတော့အခုထိုင်းနိုင်ငံမှာရေတွေတော်တော်လေးကိုကြီးလာတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်တတိလေးတစ်ခုကိုပေးရှင်တယ်ထိုင်းနိုင်ငံကိုလာရောက်ပြီးတော့မိခိုနေထိုင်တဲ့ကျွန်တော်တို့ညီကိုမြန်မာနိုင်ငံသားတွေအားလုံးကျွန်တော်ကတတိလေးတစ်ခုကိုလာရောက်ရမျှဝေပေးတာလည်းဟုတ်တယ် sharing ဟုတ်လုပ်ပေးတာလည်းဟုတ်တယ်ဒါကြောင့်လဲဆိုတော့ဒီနေ့17လပိုင်း17ရက်နေ့မှာဖုန်းတိုင်းထဲမှာသူတို့ကတတိပေးစာတွေပေးလာတယ်ထိုင်းနိုင်ငံမှာနေတဲ့လူအရောက်တိုင်းသူတို့ကတတိပေးစာတွေပေးလာတယ်ဘာလဲဆိုတော့ဒီရေနဲ့ပတ်သက်ပြီးတော့ယာတီဥတုနဲ့ပတ်သက်ပြီးဒီမိုးလေဝသနဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးသူတို့ကတတိပေးစာတွေပေးလာတယ်ဘာဖြစ်လဲဆိုတော့မိုးတွေရွာလာမယ်မိုးတွေအုပ်လာမယ်ပြီးတော့ရေတွေကြီးလာမယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသူတို့ကပေးလာတယ်ဒီပြီးခဲ့တဲ့9ရက်10ရက်တုန်းကဆိုရင်ကျွန်တော်တို့ရဲ့ထိုင်းနိုင်ငံမှာဆိုရင်ကြည့်မယ်ဆိုရင်အခုဒီဗီဒီယိုကလစ်ကိုလေးကိုကြည့်မယ်ဒီမှာလမ်းမအကြီးတွေမှာလည်းရေတွေပြည့်လာတယ်ကားတွေတွားရတာလဲရေတွေနဲ့ရေတွေဘယ်လောက်ကြီးလာတယ်အခြေအနေတွေကတော်တော်လေးကိုဆိုးလာတယ်ပြီးတော့နောက်ထပ်တစ်ခုကြည့်မယ်ဗီဒီယိုကလစ်နောက်တစ်ခုကြည့်မယ်ဒါကအရောက်တိုင်းတွေ့ရလိမ့်မယ် social media သုံးတဲ့လူအရောက်တိုင်းတွေ့ရမယ်ဒီဗီဒီယိုကလစ်ကိုကြည့်မယ်ဒါကဘန်ကောက်မြို့ကဖြစ်တဲ့ဗီဒီယိုကလစ်ရေတွေအများကြီးပဲကြည့်ရေတွေတော်တော်ပြည့်လာတယ်တော်တော်လေးကိုအခက်အခဲရှိလာတယ်ရေတွေပြည့်လာတဲ့အခါမှာရေတွေရှမ်းလာတယ်သူတို့ရေလောင်ကန်ထဲမှာရှိတဲ့ရေလောင်ကန်ဒါပဲရေလောင်ကန်ပေါ့နော်ကြည့်ဒါဗီဒီယိုကလစ်ဒါရေလောင်ကန်သူတို့ရဲ့ရေလောင်ကန်တာရေတွေအများကြီးပဲကြည့်ရေတွေပြည့်လာတယ်ရေတွေပြည့်လာတဲ့အခါမှာသူတို့ကရှမ်းလာမှာဆိုလို့သူတို့ကရေကိုနည်းနည်းလေးဖွင့်လိုက်တယ်အခုသူတို့ရေနည်းနည်းလေးဖွင့်လိုက်တယ်အဲ့ဒီရေကာတာမှာဆိုရင်ရေနည်းနည်းဖွင့်လာတယ်ထိုင်းနိုင်ငံမှာရှိတဲ့အဲ့ဒီရေကာတာနားမှာရှိတဲ့လူတွေပေါ့နော်သူတို့ကလာလဲကြတယ်အဲ့ဒီရေကာတာနားကိုလာလဲကြတယ်လာလဲပြီးတော့တပုံလေးလာရိုက်ကြတယ်လှတယ်လေအဲ့ဒီရေဖွင့်လာတဲ့အချိန်မှာလှတယ်ဒါပေမဲ့အလွန်ကိုအရေးကြီးတဲ့ပြဿနာဖြစ်တယ်အဲ့ဒါမြေနှိပ်ပိုင်းမှာမြေပြန့်ဘက်မှာနေတဲ့လူတွေဆိုရင်တော်တော်လေးကိုတတိထားမယ်ဥပမာအယုထယဘက်မှာရှိတဲ့လူတွေဆိုရင်အခုတချို့တစ်ထပ်ထဲမှာရှိတဲ့အိမ်တွေဆိုရင်ရေတွေနစ်သွားတယ်ရေတွေဝင်သွားတယ်အိမ်ထဲကိုဘလောက်ထိဒုက္ခရောက်တယ်ရေတွေဝင်လာတဲ့ခါမှာဆိုရင်ရှုံတွေအမိုက်တွေအကလုံးတစ်ခါတည်းကိုတန်းဝင်သွားတယ်အဲ့လိုမျိုးတော်တော်လေးကိုဒုက္ခဖြစ်တယ်ဘလောက်ထိဒုက္ခဖြစ်လဲဆိုတော့အဲ့လိုမျိုးရေတွေဝင်လာပြီဆိုရင်ရေတွေများလာပြီဆိုရင်နေတဲ့လူအတွက်ဘယ်မှာနေရမလဲအခုကယ်ဆယ်ရေးသမားတွေအကလုံးရောက်လာပြီးတော့သူတို့ကိုကူညီပေးတယ်လှုပ်ဆောင်ဆရာရှိတာလှုပ်ဆောင်ပေးတယ်အဲ့လိုမျိုးအဲ့ဒါမှမဟုတ်ဘူးဆိုရင်သူတို့နေရတာလဲအခက်ခဲရှိတယ်ကျွန်တော်တို့အတွက်လဲဆိုရင်လဲကျွန်တော်တို့နေမယ်ဆိုရင်လဲအခက်ခဲရှိတယ်ဘာလို့လဲဆိုတော့ရေတွေများလာပြီးအိမ်ထဲမှာဝင်ရင်လဲရှုံတွေနဲ့ရေတွေနဲ့အဆင်မပြေဘူးအဲကြောင့်ကျွန်တော်တို့ဘာပဲလုပ်ဘဲသွားကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆိုရင်ခယူးဆိုင်ပြီးနေပါအခုသူတို့တည်င်းပေးချက်တွေဆိုရင်သူတို့ကထိုင်းလိုပဲပို့လာတဲ့အခါမှာအဲကြောင့်တချို့လူတွေကနားမလဲပါဒါဘာသာရေးလည်းမသိဘူးဆိုရင်ဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဓာတွေကအရင်ကအရေးကြီးတယ်ထိုင်းနိုင်ငံတွေကအလွန်ကောင်းတယ်သူတို့ရဲ့အစီအစဉ်တွေကတော်တော်လေးကောင်းတယ်တခုခုဖြစ်တော့မယ်ဆိုရင်သူတို့ကတတိပေးစာတွေတန်းပြီးတော့ဖုန်းတိုင်းကိုပို့ပေးလိုက်တယ်အဲ့လိုမျိုးကတော်တော်လေးကိုကောင်းတယ်ခုလိုပေးရမယ်အဲ့ဒါမျိုးတွေကဖုန်းတိုင်းကိုတတိပေးစာပေးလာတဲ့အခါမှာသူများတွေကတတိနဲ့နေတတ်သွားတယ်ဒီလိုမျိုးရေကြီးတော့မယ်မိုးကြီးတော့မယ်
သူများတိသွားတဲ့အခါမှာအော်ကျွန်တော်တို့ဘယ်လိုနေရမလဲကျွန်တော်တို့ဘယ်လိုသွားရမလဲဆိုတာတိသွားတယ်အဲ့ကြောင့်ပဲအဲ့ဒါပဲအခုအယုဒ္ဓယဘက်မှာနေတဲ့ကျွန်တော်တို့ညီကိုတွေဘန်ကောက်ဘက်မှာနေတဲ့ကျွန်တော်တို့ညီကိုတွေပြီးတော့အဲ့ဒီရေကာတာအောက်ဘက်မှာနေတဲ့ညီကိုတွေမြေပြန့်ဘက်မှာရှိတဲ့ညီကိုတွေအားလုံးတတိနဲ့နေပေးပါအမြဲတမ်းတည်င်းကိုကြည့်ပါအမြဲတမ်းလေ့လာပါတည်င်းကိုဒီတည်င်းတွေကအလုံးကိုအရေးကြီးနေအခုသူများတွေအမြဲတမ်းဒီတည်င်းလေးကိုကြည့်နေဒီတည်င်းကိုအမြဲတမ်း update လုပ်ပေးနေတည်င်းလေးကိုများကြည့်ပါအဲကြောင့်ကျွန်တော်တို့လည်းတိသွားအောင်ကျွန်တော်လည်းတတ်နိုင်တယ်လို့ကျွန်တော်လည်းတည်င်းလေးကိုလုပ်ပေးမယ် sharing လုပ်ပေးမယ်ကျွန်တော်အမြဲတမ်း update လုပ်ပေးမယ်အဲကြောင့်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လေးလုပ်သွားပေးပါဒါမှခေါင်းလောင်းလေးလည်းနှိပ်သွားပေးပါဒါမှကျွန်တော်တို့တည်င်းအတစ်လေးတွေကျွန်တော်အမြဲတမ်း update လုပ်တဲ့အခါမှာကိုလည်းကြည့်လို့ရအောင်ကိုလည်းသိအောင်ကိုလည်းနားလည်အောင်ကျွန်တော်တဖြည်းဖြည်းချင်းနဲ့ဖြည်းဖြည်းချင်းရှင်းလင်းနဲ့ကျွန်တော်ရှင်းပြသွားမှာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့အမြဲတမ်းခရုစိုက်ပါကျွန်တော်တို့ဘာပဲလို့အမြဲတမ်းတတိနဲ့လုပ်ပါဒီကနေ့ကတော့ကျွန်တော်ကဒီရေနဲ့ပတ်သက်တဲ့ဒီထိုင်းနိုင်ငံမှာနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားကျွန်တော်တို့ညီကိုမောင်နှမတွေအားလုံးအတွက်ကျွန်တော်ကဒီတည်င်းလေးကိုလုပ်ပြီးတော့ကျွန်တော်လာရောက်ရ sharing လုပ်ပေးတာဖြစ်တယ်ကျွန်တော်တို့ညီကိုတွေအားလုံးလည်းတတိနဲ့နေပြီပါလို့ကျွန်တော်ဒီတတိပေးစာအတိုင်းကျွန်တော်ကတတိလာရောက်ရမျှဝေပေးချင်ပါတယ်အရောက်စတဲ့ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်သွားတဲ့ညီကိုတွေရောက်တိုင်းကိုလည်းကိုကြီးကြံပါခြင်းကိုကြီးချမ်းသာခြင်းပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ဘေးကင်းကြပါစေလို့ကျွန်တော်ဒီလောက်နဲ့ပဲညီကုံချုပ်ပါတယ်အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်